ဒါကတော့မကြခင်မှာပင်လယ်သမုဒ္ဒရာအောက်ထဲနစ်မြုပ်သွားတော့မယ်နိုင်ငံတစ်ခုဖြစ်တဲ့မော်ဒိုက်ပဲဖြစ်ပါတယ်။ဒီမှာကမ္ဘာလူဦးရေအထူးထပ်ဆုံးမြို့တော်ရှိပြီးလူပေါင်း2သိန်းကျော်နေထိုင်ပါတယ်။မြေဧရိယာကနှစ်စတုရန်ကီလိုမီတာတောင်မပြည့်တာကြောင့်ကမ္ဘာပေါ်မှာလူဦးရေသိပ်သည်းဆအများဆုံးမြို့ပြတစ်ခုဖြစ်တယ်လို့အာရှမှာလည်းဧရိယာအသေးဆုံးနိုင်ငံဖြစ်ပါတယ်။ကုန်းမြေဧရိယာသေးငယ်ပေမဲ့လည်းပင်လယ်ရေပိုင်နက်ကတော့စတုရန်ကီလိုမီတာ9000ကျော်အထိကျယ်ဝန်းပါတယ်။ကြည်လင်ပြလဲနေတဲ့ပင်လယ်ရေနဲ့အတူရှုခင်းတွေကလည်းအလွန်လှပပါတယ်။ရှေးခေတ်တရုတ်ရေကြောင်းခရီးသည်ကြီးကျန်းဟဲတောင်ဒီပင်လယ်ပြင်ကိုဖြတ်တန်းသွားခဲ့ပူပါတယ်။ဒီနိုင်ငံရဲ့ရာသီဥတုကတော်တော်လေးထူးခြားပြီးတစ်နှစ်ပတ်လုံးမှာရာသီဥတု2မျိုးပဲရှိပါတယ်။နာမည်ကြီးရေပေါ်အိမ်လေးတွေကလည်းကမ္ဘာလက်ခီးသွားတွေရဲ့အသေးဆွဲဖြစ်ပြီးအိမ်ထဲကနေပင်လယ်ထဲကိုဓာတ်ရိုက်လျှောဆင်းနိုင်တယ်လို့ပင်လယ်လိပ်ပြာငါးတွေနဲ့အတူရေကူးနိုင်ပါတယ်။ဒါပေမဲ့ပင်လယ်ရေမျက်နှာပြင်ထက်ပြင်းပြ1.2 မီတာပဲမြင့်တာကြောင့်ပင်လယ်ရေကြီးရင်နစ်မြုပ်သွားနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်လည်းဒီကျွန်းစုကိုကမ္ဘာမကြေခင်တွားရောက်လက်ပတ်တင်တဲ့နောက်ဆုံးနေရလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။